ဂျပန်စာ level တွေဒါတစ်ခုပြီးတစ်ခုတက်လာတယ်အခုချိန်ထိစုနဲ့စစ်ဆိုတဲ့စကားလုံးကိုမကွဲသေးတဲ့သူတွေရှိလာပါတော့ဒီစုနဲ့စစ်ဆိုတဲ့အတန်ထွက်လေးရဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများအမှားများလေးရှိတဲ့စကားလုံးလေးတစ်လုံးဖြစ်ပါတယ်တချို့ဆိုရင်ဂျပန်ရောက်လာတယ်ဒီမှာနှစ်တည်ကြာသာနေထားတဲ့ဒီအတန်ထွက်ကိုခုချိန်ဒီမကွဲတဲ့သူတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဒီဗီဒီယိုမှာဒီအတန်ထွက်ကိုဘယ်လိုထွက်မလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Zen Pass Education ရဲ့ founder ဇင်တော်ပဲဖြစ်ပါတယ်ဆိုတော့ဒီ TSU ဆိုတဲ့ဆိုတဲ့အတန်ထွက်လေးရဆိုရင်ကျွန်တော်တို့မြန်မာစကားမှာဆိုရင်ဒီအတန်ကမရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာတွေဒီဂျပန်စာကိုသင်ပြီးဆိုရင်အနည်းဆက်ဆုံးမြန်မာအတန်ထွက်မှာရှိတဲ့စကားလုံးကိုပဲဆွဲယူပြီးတော့ replace လုပ်လိုက်ကြတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ចောင်းသားတွေတော်တော်များများဆိုရင်စွတ်ဆိုတဲ့ဟာကိုစွတ်ဆိုပြီးတော့ထွက်ကြတာများတယ်စွတ်နေပေါ့နော်ဆိုတော့ကျွန်တော်အရင်ခိုင်းဝတန်းဖွင့်တော့ကလည်းចောင်းသားတွေကိုကျွန်တော်အခြေခံနေစပြီးဒီအတန်ထွက်တွေကို train ပေးတဲ့အခါမှာပြန်ပြီးတော့ထွက်ခိုင်းကြည့်တဲ့အခါမှာ SU ကိုကျတော့စွတ်ဆိုပြီးတော့ PPP ထွက်နိုင်ပေမဲ့ TSU ကိုကျတော့စွတ်ဆိုပြီးတော့ထွက်ကြတာများတယ်ဆိုတော့အမှန်တကယ်က TSU ကစွတ်ဆိုပြီးတော့ထွက်လို့မရပါဘူးပေါ့နော်ဒီနှစ်ခုကဘယ်လိုထွက်လဲဆိုရင်ပထမအဆုံး SU စွတ်ဆိုတဲ့စကားလုံးပေါ့နော် SU စွတ်ကတော့မခတ်ပါဘူးကျွန်တော်မြန်မာစကားမှာလည်းရှိပါတယ်ပေါ့နော်မဆုစုတော့ဆုဆိုတဲ့ဆုဆိုတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီ SU ကတော့ဆုဆိုပြီးတော့ထွက်နိုင်ကြပါတယ်စကားလုံးနဲ့တွဲပြောမယ်ဆိုရင်စုခိစုရှိစသဖြင့်ပေါ့နော်အဲဒီစကားလုံးတွေဖြစ်ပါတယ်ဆိုတော့နောက်ထပ်အားလုံးခတ်ကြတာဒီ TSU ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒီ SU စုနဲ့ TSU ဆိုတဲ့စကားလုံးလေးကတပြန်ကြည့်လိုက်ရင်တော့တူသလိုလိုလေးရှိတယ်ပေါ့နော်ဒါပေမဲ့အတန်ထွက်ပုံထွက်နည်းကတက်ကနစ်လုံးဝမတူပါဘူးခုနပြောတဲ့ SU စုဆိုတဲ့အတန်ထွက်ကကြတော့ကျွန်တော်တို့သွားစီလိုက်တယ်ပြီးတော့ကျွန်တော်တို့ရှာကဘယ်မှာမှမထိပဲနဲ့ထွက်တဲ့အတန်ဖြစ်ပါတယ်စုပေါ့နော်ဒီ TSU ဆိုတဲ့အတန်ထွက်လေးကြတော့ကျွန်တော်တို့သွားစီလိုက်တယ်ဥပမာဒီကောင်ကအပေါ်သွားနဲ့ဒီကောင်ကအောက်သွားလို့ဆိုလို့ရှိရင်ဒီလိုလေးစီလိုက်ပြီးတော့ကျွန်တော်တို့ရဲ့ရှာကအလယ်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ရှာကဒီသွားနဲ့တပုံကြားလေးရဲ့အပေါ်နားလေးကိုပေါ့နော်သွားထောက်ပြီးတော့မှလေလေးကိုနည်းနည်းစုထားပြီးတော့မှလေကနေပြီးတော့ဆိုတဲ့ကန်ထွက်သွားတဲ့အတန်လေးပေါ့နော်ဆိုတဲ့အတန်လေးဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီကောင်ကချက်ချင်းထွက်ဖို့ဆိုရင်တော့ခက်ပါတယ်အမြဲတမ်းလေ့ကျင့်ပြီးတော့လေ့ကျင့်မှများရင်အတန်ထွက်ကရပါတယ်ပြန်ပြီးတော့ကျွန်တော်ထွက်ပြပါမယ် SU စု TSU စု TSU စု SU စု TSU စုစသဖြင့်ပေါ့နော်လုံးဝအဲ့နှစ်ခုကတူတလူလူနဲ့꿰တဲ့အတန်လေးဖြစ်ပါတယ်အဲ့လို့ဆိုတော့ဥပမာစာကြောင်းလေးနဲ့ပြောရမယ်ဆိုရင်စုခိနဲ့စုခိဒီနှစ်ခုကိုမကွဲဘူးဆိုရင်ကျွန်တော်ကိုပြောချင်တဲ့စကားလုံးတွေကိုပြောတဲ့အချိန်မှာလဲရောနေပြီးတော့ဂျပန်နေနားမလည်ဘူးဆိုတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်ပေါ့နော်ဥမာစင်တူတဲ့စကားလုံးတစ်ခုကိုကြည့်မယ်ဆိုရင်စုခိဆိုတဲ့လာဆိုတဲ့စကားလုံးလေးရဲ့စုခိဆိုတဲ့ကြိုက်တယ်ဆိုတဲ့စကားလုံးပေါ့နော်အဲ့လိုဆိုရင်ကိုကမိုင်းစုခိဆိုတဲ့လာတိုင်းလို့ပြောချင်တဲ့အဓိပ္ပာယ်ကိုမိုင်းစုခိဆိုရင်ဂျပန်နေနားမလည်ဘူးပေါ့နော်စုခိဘာလဲပေါ့မိုင်းရောစုခိရောဆိုတော့နော်စုခိဆိုတာတကယ်တမ်းကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်စုခိဆိုတာမှဒီလာဆိုတဲ့တလချင်းစီရဲ့စုခိဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။နောက်စကားလုံးတစ်ခုကツヨイဆိုတဲ့စကားလုံးပေါ့နော်။ツヨイဆိုတာကဒီတန်မာတယ်အားကောင်းတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။တော်တော်များများကျွန်တော်တို့ထွက်ကြတာအလွယ်ထွက်ကြတယ်ပေါ့နော်။ツヨイဆိုပြီးတော့အလွယ်ဖြစ်သွားကြတယ်။ဆိုတော့တကယ်တမ်းကျတော့ツヨイမဟုတ်ပါဘူး။ツヨイပါပြီးရင်နောက်တူနဲ့တူတဲ့စကားလုံးကပါလဲဆိုရင်စုဂိုイပေါ့နော်။စုနဲ့ထွက်တဲ့စကားလုံးဖြစ်ပါတယ်။စုဂိုイツヨイツヨイစုဂိုイစသဖြင့်အဲ့နှစ်ခုကလုံးဝမတူပါဘူးပေါ့နော်အဲ့လိုဆိုတော့ဂျပန်တွေကိုသွားပြီးတော့စုရောဆိုရင်သူတို့နားလည်မှာမဟုတ်ပါဘူးအမှန်ကစုရောဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီအတန်တော့နှစ်ခုဟာဆိုရင်လွယ်တယ်လို့နဲ့အရန်ကိုခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့သင်ကတေချာပေါက်စနစ်တကျဒီကောင်းကိုလေ့ကျင့်ဖို့လိုပါတယ်ဘလို့လေ့ကျင့်ရမလဲဆိုလို့ရှိရင်ခုနကျွန်တော်ပြောခဲ့တဲ့နီလန်ရှာဟိုအထားသူတေချာတက္ကနစ်နီလန်တခြားလုပ်ပြီးတော့တစ်နေ့ကို3မိနစ်လောက်5မိနစ်လောက်လေ့ကျင့်ကြည့်ပါဒါမှမဟုတ်ရင်လေစုဆိုပြီးတော့တောက်လျှောက်ပြောသွားပြီးတော့စုကိုပြောမယ်ဆိုရင်လေဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးလေ့ကျင့်မှများမယ်ဆိုရင်မှန်ကန်တဲ့အတန်အတွက်ကိုရလာပါလိမ့်မယ်အားလုံးလဲဒီလိုမျိုးအတန်အတွက်မှန်ကန်တဲ့ပြဿနာတွေပြီးရင်စကားပြောမထွက်တဲ့ပြဿနာတွေရှိရဆိုလို့ရှိရင်ကျွန်တော်တို့ Zen Pass Education မှာနီယာလူနေဟွန်ကောဆိုပြီးတော့ကျွန်တော် program တစ်ခုလုပ်ထားတာရှိပါတယ်ဒီ program ကိုကျွန်တော်ကိုယ်တိုင်ပဲတောင်းယူပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီ program မှာဆိုရင်ခုနပြောတဲ့အတန်ထွက်တွေမှန်ကန်ရှိအောင်ရင်ပြီးတော့စကားပြောမထွက်ဘူးဆိုတဲ့သူတွေကိုစကားပြောရဲလာအောင်လက်တွေ့အသုံးချတတ်လာအောင်သင်ပြမယ်ဆိုတာအထက်ပ
practice လုပ်ပေးမဲ့ program တစ်ခုဖြစ်ပါတယ်တကယ်လို့စိတ်ဝင်စားရဲဆိုရင်လူကြီးကန်တန်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးစီရင်ပေးသွင်းမှအဆင်ပြေပါလိမ့်မယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye